ဒီမတိုင်ခင်တရက်ပြောရင်တော့မှဘယ်သူမှဆိုမှားရယ်ဟိုဘယ်လိုပြောမလဲအဲ့ဒီနေ့ပြောရင်တော့လုံးဝမမှားတော့မတိုင်ခင်တရက်ဆိုတော့မှဒါအပြောင်းလဲရှိတယ်လေဘယ်ဟာပဲဖြစ်ဖြစ်ကဲမော့နော်ဒီ fashion ဆိုဘာဆိုပဲဖြစ်ဘာညာဆိုကန်နဲ့အများကြီးဆိုင်တယ်အဲ့လိုမျိုးဆိုတော့ဒါကြီးကတိကျသွားပြောလို့ရှိရင်စောင်းကလည်းပြောပြီးလို့ရှိရင်လေကိုကတေချာလေးလေးလာပြီးမှပဲပြောချင်တယ်ပြီးရင်မှားသွားမှရမ်းကြောက်တယ်ဟိုပြောလိုက်တဲ့စကားတစ်ခုကြောင့်သူများနစ်နာအောင်မှလည်းကြောက်တယ်အဲ့အတွက်ကြောင့်ဟိုဘယ်လိုပြောမလဲဟိုတကယ်တော်တဲ့လူတွေရကြမှာပေါ့နော်ဟိုဒါနဲ့ကြီးတော့သွားပြောလို့ကောင်းတဲ့ကိစ္စမဟုတ်ဟုတ်စောင်းကကြတော့လေဟိုဘယ်လိုပြောမလဲဘလို့ရစက်လမ်းမျိုးဆိုတော့ကိုကလာအပြေမှာလှပပနဲ့အဲ့လိုကြော်ညာတွေရိုက်လိုက်ပြက်ကလေးတွေရိုက်လိုက် MTV တွေရိုက်လိုက်ဆိုမဲ့စောင်းတကယ်ရိုက်ချင်တာအဲ့လိုဘယ်လိုပြောမိဘမြတ်တာဘွဲပေါ့နော်အဲ့လိုမျိုးရိုက်ချင်တာမိဘရဲ့တယောက်ရဲ့ခံစားချက်ပြီးတော့ဟိုအမကြီးအမိရပေါ့နော်အဲ့လိုတယောက်ရဲ့ခံစားချက်အဲ့လိုမျိုးလေးတွေပဲစောင်းရိုက်ချင်တယ်ဟိုဘာလဲဟိုရင်းပေါ့ဟိုဟာပေါ့ဘယ်လိုပြောမလဲမသိဘူးအနှစ်ရင်းထဲမှာကြံနေအောင်ကြံခဲ့တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးပဲစောင်းရိုက်ချင်တာဟုတ်ဒါပေမဲ့နောက်ပိုင်းကျရင်တော့လေဟိုဘယ်လိုပြောမလဲကိုယ်တက်ရွယ်နဲ့လိုက်တဲ့ကာရီတာမျိုးတွေရောစောင်းကအစုံရိုက်မှာပဲလေဟိုဘယ်လိုပြောမလဲကောလိပ်ကျောင်းသူခန်းလဲစောင်းရိုက်လို့ရတာပဲကိုယ့်ရဲ့ဥပဒေရုပ်ရှိသေးတာဆိုတော့လေစောင်းကတော့အဲ့လိုမျိုးလူကြီးကန်းဝင်မယ်ဆိုလဲဝင်လို့ရတယ်စောင်းရဲ့အနေထားလေအစုံရိုက်လို့ရတာပေါ့နော်နောက်ပိုင်းကျရင်တော့စောင်းစူးစမ်းပြီးတော့ရိုက်မှာပါဟိုခဏစောင်းပြောသလိုပဲလေနားခေါ်တဲ့လူတွေကမလုပ်ရဲဘူးထင်နေတာစောင်းတို့ကုမ္ပဏီကရိုက်တဲ့ကားဆိုလို့ရှိရင်တော့စောင်းအဲ့လိုမိဘမြတ်တာဘွဲတို့အမကြီးမိတာပုံစံမျိုးလေးဆိုစောင်းကရိုက်မှာပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကမရိုက်ရဲဘူးထင်နေတာထုတ်လို့သူတွေကရိုက်ရဲပါတယ်ကိုအတွက်ဒီလိုမျိုးကယ်ဒမီတစ်ပေးခံရမယ်ကားကြီးဆိုစောင်းကတော့ဘာခံပြရိုက်မှာအဲ့ဒါကိုသူတို့ကမသိတော့လားမငှားရဲတာအဲ့လိုမျိုးပေါ့နော်လုံနေကြလူတွေပဲသွားငှားဖြစ်သွားစောင်းကကြတော့လည်းမစင်းသေးတာဒါပေမဲ့စင်းမှန်နောက်နေ့ကြလို့ရှိရင်တော့စောင်းအဲ့လိုမျိုးကိုအတွက်အဲ့လိုလုံးပိုင်ခွင့်အများကြီးရတယ်မမဆောင်ဖြစ်သွားမယ်ဟာပေါ့နော်အကြီးကန်းနေငယ်ကန်းနေတိတ်မကြွေးတော့ဘူးအဲ့လိုမျိုးရိုက်မှာပေါ့နောက်နေ့ကြရင်တော့ဟုတ်ဒီမတိုင်ခင်တရက်ပြောရင်တော့မှဘယ်သူမှဆိုမှားရယ်ဟိုဘယ်လိုပြောမလဲအဲ့ဒီနေ့ပြောရင်တော့လုံးဝမမှားတော့မတိုင်ခင်တရက်ဆိုတော့မှဒါအပြောင်းလဲရှိတယ်လေဘယ်ဟာပဲဖြစ်ဖြစ်ကဲမော့နော်ဒီ fashion ဆိုဘာဆိုပဲဖြစ်ဘာညာဆိုကန်နဲ့အများကြီးဆိုင်တယ်အဲ့လိုမျိုးဆိုတော့ဒါကြီးကတိကျသွားပြောလို့ရှိရင်စောင်းကလည်းပြောပြီးလို့ရှိရင်လေကိုကလေတေချာလေးလေးလာပြီးမှပဲပြောချင်တယ်ပြီးရင်မှားသွားမှရမ်းကြောက်တယ်ဟိုပြောလိုက်တဲ့စကားတစ်ခုကြောင့်သူများနစ်နာအောင်မှလည်းကြောက်တယ်အဲ့အတွက်ကြောင့်ဟိုဘယ်လိုပြောမလဲဟိုတကယ်တော်တဲ့လူတွေရကြမှာပေါ့နော်ဟိုဒါနဲ့ကြီးတော့သွားပြောလို့ကောင်းတဲ့ကိစ္စမဟုတ်ဟုတ်ဘယ်သူတွေရစေချင်လဲဆိုတော့အဲ့လိုမျိုးပြောရင်တော့ကိုကလေအကုန်လုံးကိုရစေချင်တယ်ဟိုမရသေးတဲ့လူတွေဆိုလို့ရှိရင်လည်းရစီခြင်းနဲ့ပြီးတော့ကိုနေတိုးတို့လည်းရစီခြင်းပါတယ်စောင်းဆိုလို့ရှိရင်လည်းကိုမြင့်ဆိုလည်းရစီခြင်းနဲ့ဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲမရသေးတဲ့လူစိုးမိုးကြီးတို့မတ်စိုးမိုးကြီးတို့ရှိရလေနောက်ခိုင်နှင်းဝေတို့နောက်တစ်ခါကျတော့ဟိုဗလားဖြည့်ပါတယ်အများကြီးကိုကတော့အကုန်လုံးကိုရစီခြင်းအဲ့လိုမျိုးနာမည်တက်ပြီးတော့စောင်းမပြောချင်ဘူးစောင်းခဏပြောသလိုစောင်းပြောလိုက်လို့ရှိရင်လေဟိုဘယ်လိုဟိုပေးသက်ကလေအော်သူပြောလိုက်တာနီးစပ်ဆုံးမှန်လိုက်တာပေါ့နော်အဲ့လိုမျိုးပဲဖြစ်စေချင်တာကိုကအဲ့လိုမျိုးကြိုပြောတာတို့ဘာလို့ကြာတာမကောင်းလေပြီးတဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲဘဒုမရစေချင်မရစေချင်စောင်းဝိနီနဲ့မညီတော့ဘူးအဲ့မျိုးတွေမပြောရဘူးပေါ့နော်အကုန်လုံးကိုကရစေချင်တာအဲ့လိုမျိုးပေါ့အကုန်လုံးရစေချင်ပါတယ်လို့ပြောချင်ပါတယ်